ကျန်တဲ့6ဦးတို့ကလည်းမိမိတို့အပဒာမှာဒီလိုပဲဒီအခန့်ကြရင်ဒီဘာထာနဲ့ပဲလျှောက်ထားကြကဲဒါဖြစ်ရင်ကတိတိမင်းကြီးရဲ့သမီးတော်သမဏီဆိုတဲ့အကြီးဆုံးသမီးကအဲ့ဒီဘဝတုန်းကသူမြတ်နဲ့တူကောမာရီဓမ္မစရိယလောက်နဲ့ပဲပြီးခဲ့သလားလို့ဆိုတော့မဟုတ်ဘူးကတာစီကောနရာဒိသောဓမ္မံဒေတိတိအဘုဒံမဟာနိဒနာသုတ်တံတံသုတ်တဝတံပရိယာပုနေဒါသူရဲ့ကျင့်ပုံလေသူရဲ့ကျင့်စဉ်အထုတစ်ခုဗန္ဒီဘုန်းတော်ကြီးတော်မြတ်စွာဘုရားကိုနရာဒိသောထိုလူတို့ဥက္ကလက်တို့တက်သာမြမတို့ထွတ်ထားကတ္တဗမြတ်စွာဘုရားသည်ကဒါစီတရားတစ်ခါကြပြီဆိုလို့ရှိရင်အဘုဒံမဖြစ်စဘူးအထူးဖြစ်ပေတော့မဟာနိဒါနာသုတ်တံပဋိစ္စသမုပ္ပါဤအမျိုးမျိုးကိုဖော်ပြတဲ့မဟာနိဒါနာသုတ်တံတရားဒေသနာတော်မြတ်ကိုဒေသေးတိကရုဏာရှိထားဟောကြားတော်မူခဲ့ပါသဗျာကတ္တဗမြတ်စွာဘုရားကတခါတခါကြပြီဆိုလို့ရှိရင်မဟာနိဒါနာသုတ်တံလို့သုတ်သုံးကြမှာမဟာသုတ်မဟာဝါမှာနှစ်ခုမြောက်သုတ်တံအနေနဲ့သင်္ဃာယနာတင်ရတဲ့သုတ်တံတစ်ခုရှိတယ်အဲ့ဒီငါနိဒါနသုတ်တံဆိုတာပဋိစ္စသမုပ္ပါသဘောတွေကိုဤအမျိုးမျိုးနဲ့ပေါ်ပြတဲ့သုတ်တံအဲ့ဒီသုတ်တံကိုဟောတယ်ကတ္တဗမြတ်စွာဘုရားကသုတ်တဝတံပရိယာပုနေအဟံထိုစဉ်ကသမဏီတွင်ခေါ်ဘုရားတပည့်တော်မသည်တံထိုမဟာနိဒါနသုတ်တံကိုသုတ်တဝနာကြာနာရ၍ပရိယာပုနေမပြတ်ရွတ်အောင်အဖန်တန်ကရစေသင်ကြားခဲ့ပါပြီဖျားသူစိတ်ကမဟာနိဒါနသုတ်တံကိုသိကြီးညိုတယ်ပဋိစ္စသမုပ္ပါအတိတ်အကြောင်းရယ်ပစ္စုပန်အကျိုးရယ်ပစ္စုပန်အကြောင်းရယ်အနာဂတ်အကျိုးရယ်ဘဝတန်တရားကြီးတစ်ခုကိုပေါ့လေအလုံးကိုခြုံပြီးတော့ဓမ္မစစ်ဟောတဲ့သုတ်တံကြီးဟဲ့ဆိုပြီးတော့ဒီသုတ်အထူးသဖြင့်သူကကြီးညိုမြတ်စွာဘုရားကိုယ်တော်မြတ်များဘုရားတိုင်းဝိပဿနာအလုပ်လုပ်တော့လည်းပဲဟောဒီပဋိစ္စသမုပ္ပါနဲ့လုပ်ရပဋိစ္စသမုပ္ပါနဲ့ပဲမဟာဗောဓိပဲမှာညဥယံပုဗ္ဗေနိဝါဒဉာဏ်အသုံးချတံခေါင်ယံဒိဋ္ဌစကုဉာဏ်အသုံးပြုပြီးတဲ့နောက်မိုးတော့ယံပဲ့ရောက်လို့အာတဝခယဉာဏ်ခေါ်တဲ့အရဟတမေအရဟတဖို့ပေါ့ဝိပဿနာအလုပ်ကျင့်ဆောက်ကြိုးကုပ်အားထုတ်တော့မယ်ဆိုရင်ပဋိစ္စသမုပ္ပါကခေါင်းတည်ပြီးတော့ဂတိ36သိန်းသောမဟာဝစီရဝိပဿနာအလုပ်ကိုလုပ်အားထုတ်တော်မူကြတယ်ဒါဖရာတိုင်းကိုတော်မြတ်မှာဒိဗ္ဗစက္ခုပုပ္ပိနိဝါဒဆိုတဲ့အဲ့ဒီဉာဏ်တွေကပိုင်ပြီးသားဖြစ်တော့ဒိဗ္ဗစက္ခုဉာဏ်နဲ့စัจ java လာတိုက်ကိုတတိုက်ပြီးတတိုက်ကြည့်လိုက်တာစัจ java လာတိုက်ပေါင်းဂတိတသိအာနာခေတ်အဲ့ဒီစัจ java လာတိုက်တိုင်းမှာလူတွေနတ်တွေပြမာတွေသတ္တဝါတွေတွေ့ရလောကသမုဒိသစ္စာပညာအလိုအားဖြင့်လူပဲနတ်ပဲပြမာပဲလို့သတ္တဝါပဲလို့သမုဒိသစ္စာအားဘယ်လိုပဲပြောကြားရတော့လည်းပဲဝိပဿနာရှုမလို့ဓမ္မဘုံတင်တဲ့အခါကျတော့ပရမတ္ထတရားကရအောင်ရှာရတယ်အဲ့ဒီရှာတဲ့နေရာမှာခန္ဓာ၅ပါးအနေနဲ့ရှာခြင်းအာယတနာ12ပါးအနေနဲ့ရှာခြင်းဓာတ်18ပါးသစ္စာ4ပါးပဋိစ္စသမုပ္ပါဣန္ဒြေ22ပါးအနေနဲ့ရှာခြင်းပဋိစ္စသမုပ္ပါအနေနဲ့ပရမတ္ထတရားသာရှာခြင်းလို့6နည်းရှိတဲ့အ내ကသံဃာသံဃောတိဖရာအလောင်းတော်ကြီးများဝိပဿနာဘူမိပရမတ္ထတရားသာရှာတော့ပဋိစ္စသမုပ္ပါနည်းနဲ့တရားရှာပါတရားကြည့်ဒီစัจ java လာမှာရှိတဲ့လူတွေနတ်တွေပြမာတွေရဲ့တရားသာငါနှစ်တကွ
ဤစัจ java လာမှာရှိကြတဲ့လူတွေနတ်တွေဇမားတွေအလုံးရဲ့ပရမတ်နှစ်တရားသာစစ်ကသာဖြင့်အတိတ်တန်တရားဘက်ကအဝိဇ္ဇာနဲ့သင်္ခါရဤပစ္စုပန်တန်တရားမှာဝိညာဉ်နာယုတ်တလာယတနာဖတ်တဝေဒနာအကျိုး၅ပါးတဏှာဥပါဒံဘဝဆိုတဲ့ဤပစ္စုပန်အကြောင်း၅ပါးနဲ့ဟိုအနာဂတ်မှာလာမဲ့ဇာတိရဲ့သရမရဏဆိုတဲ့အကျိုးတရားဒီပဋိစ္စသမုပ္ပါအင်္ဂါ12ရပ်ဆိုတဲ့တရားသားကလွယ်ပြီးလူလည်းမရှိဘူးနတ်လည်းမရှိဘူးဇမားလည်းမရှိဘူးအဲ့ဒီလိုတွေ့ရအဲ့ဒီလိုလူနတ်ဇမားတတ္တဝါပြညာခွာပြီးတော့ပရမတ္ထတရားသားကိုဉာဏ်နဲ့စဉ်းစားလို့တရားသားကြည့်တဲ့ဉာဏ်တော့မှအဝိဇ္ဇာအနိစ္စဒုက္ခအနတ္တအဝိဇ္ဇာပစ္စယသင်္ခါရအနိစ္စဒုက္ခအနတ္တသင်္ခါရပစ္စယဝိညာဏအနိစ္စဒုက္ခအနတ္တစသည်ဖြင့်ဇာတိအနိစ္စဒုက္ခအနတ္တသရမရဏအနိစ္စဒုက္ခအနတ္တဟောဒီစัจ java လာမှာရှိတဲ့လူတွေနဲ့တေမြမာတွေအစ္ဆတဗဟိတကိုယ်တော်နဲ့တကွအကုန်လုံးကိုအနိစ္စဒုက္ခအနတ္တလို့ရှုလိုက်တာဟာမိမိသတင်းသုံးတဲ့ဒီစัจ java လာမှာပဋိစ္စသမုပ္ပါအင်္ဂါတရားသား12ပါးတပါးစဉ်အနိစ္စဉာဏ်ဒုက္ခဉာဏ်အနတ္တဉာဏ်သုံးပါးစီရတော့ဒီစัจ java လာမှာမြတ်စွာဘုရားရဲ့ဝိပဿနာဉာဏ်ဟာအနိစ္စဉာဏ်12ပါးဒုက္ခဉာဏ်12ပါးအနတ္တဉာဏ်12ပါး36ပါးရစိတ်ဆေးပဲဤစัจ java လာကလူနတ်ဇမားတတ္တဝါတို့ရဲ့ပရမတ္ထတရားသားတွေကိုအနိစ္စဒုက္ခအနတ္တလို့ပဋိစ္စသမုပ္ပါဒ်နည်းနဲ့ရှုတယ်ဒုတိယစัจ java လာအတွက်လည်းပဲပေရလမကမင်းနဲ့36ပါးဝိပဿနာဉာဏ်ရအောင်ပရမတ္ထပဋိစ္စသမုပ္ပါဒ်အင်္ဂါ12ရပ်တရားသားကြည့်ပြီးတော့အနိစ္စဝိပဿနာဉာဏ်12ပါးဒုက္ခဝိပဿနာဉာဏ်12ပါးအနတ္တဝိပဿနာဉာဏ်12ပါးလို့ဒုတိယစัจ java လာမှာလဲ36ပါးဝိပဿနာဤနည်းဖြင့်စัจ java လာတစ်တိုက်နှစ်တိုက်သုံးတိုက်လေးတိုက်ငါးတိုက်10တိုက်အတိုက်စัจ java လာတိုက်ပေါင်း50 60 80 100မပြီးသေးဒိဗ္ဗစကုညာနဲ့စัจ java လာတိုက်ကိုကြည့်လိုက်1000 1000တသိန်းတသန်းတကတိလည်းမပြီးသေးဘူးစัจ java လာတိုက်ပေါင်းကတိတသိန်းကုန်းအောင်ကိုဝိပဿနာအလုပ်လုပ်တော့အဲ့ဒီစัจ java လာကတိတသိန်းကရှိတဲ့စัจ java လာတိုက်တိုင်းမှာရှိကြတော့လူနတ်ဇမားတို့ရဲ့ပရမတ္ထတရားသားကိုပဋိစ္စသမုပ္ပါဒ်နည်းနဲ့12ပါးရအောင်ရှာတယ်ရှာပြီးတော့မှပေါ်လာတဲ့အဲ့ဒီ12ပါးသောပဋိစ္စသမုပ္ပါဒ်တရားတွေကိုအနိစ္စဒုက္ခအနတ္တဝိပဿနာရှုတော့စัจ java လာတိုက်ပေါင်းကဂတိတသိန်းအဝိဇ္ဇာပေါင်းဂတိတသိန်းသင်္ခါရပေါင်းဂတိတသိန်းဝိညာဉ်ပေါင်းဂတိတသိန်းနာယုတ်ပေါင်းကလာယတနာပေါင်းဖတ်တာပေါင်းဝေဒနာပေါင်းတဏှာပေါင်းဥပါဒံပေါင်းဘဝပေါင်းဇာတိပေါင်းသရမရဏပေါင်းဂတိတသိန်းစီဆိုတော့ဝိပဿနာအရှုကံတရားတွေကိုကဂတိတသန်းနဲ့2သိန်းရှိအဲ့ဒီတသန်း2သိန်းတော့ဝိပဿနာအရှုကံဝိပဿနာဘူမိပဋိစ္စသမုပ္ပါဒ်တရားတွေကိုမှအနိစ္စလို့ရှုလိုက်တာကဂတိတသန်း2သိန်းဒုက္ခလို့ရှုတာကဂတိတသန်း2သိန်းအနတ္တလို့ရှုတဲ့ဝိပဿနာဉာဏ်ကဂတိတသန်း2သိန်းဂတိ36သိန်းရောဝိပဿနာဉာဏ်ကိုမဟာဝစီရဝိပဿနာဉာဏ်လို့ခေါ်တယ်အဲ့ဒီမဟာဝစီရဝိပဿနာဉာဏ်ဖြင့်မြတ်စွာဘုရားကိုယ်တော်မြတ်လည်းပဲအရဟတမေဉာဏ်ပေါက်အောင်ဝိပဿနာအလုပ်အားထုတ်တော်မူတယ်ဣယာမမဟာပညာပုဂ္ဂိုလ်များသည်များသောအဖြစ်ပဋိစ္စသမုပ္ပါဒ်ကိုဝိပဿနာဘူမိထပြီးအလုပ်လုပ်တတ်တယ်အခုခေမာထေရီလည်းပဲမဟာပညာအရာမှာဧတတဲ့ရမယ်အမျိုးကောင်းသမီးပြီးဒီပြင်သမီးတော်6ယောက်မပေါင်းမဟာနိဒာနတုတ်ကိုသူအထူးသဖြင့်နှစ်သက်ပြီးတော့သင်ကြားခဲ့တယ်လေ့လာခဲ့တယ်ရွတ်အံခဲ့တယ်နှလုံးသွင်းခဲ့ဒီဒါဝိဒိန္ဒနပြေရောက်နတ်မိဖုရားဖြစ်လူပြည်ရောက်လူမိဖုရားဖြစ်နတ်ပြည်နတ်မိဖုရားလူပြည်နတ်ပြည်မိဖုရားဘဝနဲ့သံဃာဗုဒ္ဓံတရအသင်္ချေယတကပ္ပလုံး
လူတန်တရားနတ်တရားနတ်တန်တရားကျင်းလီကျက်စား၍ဤဖေယပွန့်ထွန်းတော်မူလာတဲ့ဗုဒ္ဓဘာသာနဝမခေတ်ရောက်တော့အဲ့ဒီအမျိုးသမီးဘယ်မှာသွားဖြစ်တယ်လဲအိန္ဒိယမတ္တတိုင်းမတရနေပေါ့သာဂလမြို့မှာသွားပြီးတော့မတ္တမင်းရဲ့သမီးတော်ဖြစ်ဘလောက်ဆန့်ကျင်တဲ့အမျိုးသမီးလဲသူရဲ့ဘဝဖြစ်ရသူရဲ့ဖွားတဲ့အချိန်အတိတ်နမိတ်နဲ့သူနာမည်ရပုံကိုဟောဒီလိုသူကားထားဖွဲ့ပြီးတော့ဖေရလျှောက်ဗဟမိဇာတမတ္တမိခေမံတမိပုရိအဟုတတောခေမာတိနာမမေဂုဏတောဥပပိသထာဗန္ဒီဖုံးတော်ကြီးမြတ်တော်မြတ်စွာဘုရားမေတ္တိတော်မအားသဟဇာတမတ္တမိဖွားမြောက်သန့်စင်မိရှုမြင်သည်နှင့်တပြိုင်နက်တံမိပုရိထိုသာဂလမြို့ပြည်တပြည်လုံး၌ခေမံဘေးမဲ့ပေးခြင်းသည်အာသိဖြစ်ခဲ့ပါပြီတတိတော်မှလည်းဖွားမိရှုသန့်စင်ဖွားမြင်လိုက်ကြောသာဂလပြည်တပြည်လုံးအကုန်လုံးခမဲတော်ဘုရားကဘေးမဲ့ပေးတယ်ဘေးမဲ့စီကြီးလေပြီးတော့ဘယ်သူမှဟုတ်လားအသက်အဖြတ်အနှောင်အဖွဲမရှိရအယုတ်တစ်ချက်မိမိတို့အိမ်မှာနှောင်ဖွဲ့ထားတဲ့ကျက်တူရွေးကလေးဟုတ်လားယုံကလေးကြောင်ကလေးပူကလေးဒါလေးတွေတောင်အကုန်လွတ်ပြရမယ်ဘေးမဲ့စီဆိုတာအဲ့ဒီလိုလေးတယ်လေရခေမာမိပြဖွားတဲ့နေ့မှာတပြည်လုံးအဲ့ဒီလိုဘေးမဲ့ဖြစ်လောင်းရင်းနဲ့အလောင်းခံထားရတဲ့ကြက်တူရွေးဒီသားလေးကားလေးအကုန်လုံးလွတ်ရဘေးမဲ့ဖြစ်ပါတယ်ဗျာတဲ့တတော်ထို့သောတပြည်လုံးဘေးမဲ့ဆုကြီးဖုံးခဲ့ခြင်းကြောင့်မေတ္တိတော်မဤအဖို့ယံခေမာတိနာမံခေမာဆိုတဲ့အမည်သည်ဂုဏတော်ဂုံအားဖြင့်ဥပပိသထအထင်အရှားဖြစ်ပွားခဲ့ပါပြီဖေဟာဘေးမဲ့မင်းသမီးကလေးဒီလိုဆိုလို့လေသူမွေးဖွားကြတဲ့ကိုကတပြည်လုံးဘေးမဲ့ပြရအဲ့ဒါကြောင့်ဘေးမဲ့ဆိုတဲ့မြန်မာစကားအစခေမာမင်းသမီးကြလေအလွန်လှအမတန်လေးတင့်တယ်ဟိုအလုံးကိုကျင်လည်းကောင်းဟိုကိုရောနှုတ်ရောစိတ်ရောအလွန်ယဉ်ကျေးတဲ့ပါရမီရင်အမျိုးသမီးချမ်းသာစွာကြည်ပြင်းလို့အသက်16နှစ်အရွယ်ရောက်တော့ခမဲတော်မတ္တမင်းကဘိန္ပိသာရမင်းတရားထံဆက်နှင်းတယ်ဘိန္ပိသာရမင်းတရားကြီးကတမြတ်တနုခေးမှမိဖုရားဆိုပြီးတော့မိဖုရားကြီးအရာမြောက်စားယူရတော်မူတယ်အရွယ်ကလည်းငယ်သေးတယ်မဟုတ်လားရုပ်ရည်ကလည်းတင့်တယ်တဲ့အဲ့ဒီတော့ရုပ်မှန်ရစ်ပြီးတော့ဗိမိသာရမင်းတရားကြီးကသောတာပန်ဝေလူဝန်ကြောင်းတကားဖယားရဲ့တကားအဲ့ဒီလိုပင်ဖြစ်လင်ကစားခေမာမိဖုရားကအသက်အရွယ်လေးငယ်သေးတယ်ရုပ်ရည်ကလည်းပဲသူ့တဲ့တင့်တယ်ဆိုတော့ဝဏ္ဏမှန်ရေးပြီးမိလျော့နေတဲ့ဆိုကြပါစို့အသက်20လောက်ရောက်ဗိမိကာရမင်းကြီးကခေမာမိဖုရားရဲ့အပေါ်လောကအကျိုးသာလိုတာမဟုတ်ဘူးတဲ့သာသနာကျိုးလဲလိုလားတဲ့ဟိတကာမပုဂ္ဂိုလ်ကြီးဖြစ်တော့ခေမာမိဖုရားဝေလူဝန်ဥယျာဉ်သွားပြီးတော့ဘုရားမြတ်ဖူးစမ်းမှာရောချောင်းရဝဏ္ဏမှန်ရစ်ပြီးတော့အိုးအရှင်မင်းကြီးနဲ့မြတ်စွာဘုရားကအရှင်းရဲ့အပြစ်ကိုဟောတယ်လို့ကြားတယ်အဲ့ဒီတော့ကျွန်တော်မကအရှင်းလာတဲ့ပုဂ္ဂိုလ်တယောက်ဆိုတော့ကျွန်တော်မမြတ်စွာဘုရားထံသွားလို့ရှိရင်ပေါ့လေအပြစ်ပြောခံရတဲ့အမျိုးသမီးတယောက်အနေနဲ့ပြန်ခဲ့ရမှာပေါ့ဒီတော့ဘုရားကအရှင်းရဲ့အပြစ်ဟောတယ်ဆိုတာကြားတာနဲ့ဘုရားရှိသူမသွားဘူးဘုံသာရမင်းကြီးကလည်းသွားကြောင်းအနည်းနီးဖြောင်းကြပြောဆိုတော့လည်းမရရွှေ့လျှော့သလားမလျှော့
ဗိမိသာရမင်းတရားကလက်မလျှော့ဘဲနဲ့ရွှေနန်းတော်တွေကရှိတဲ့ရပင်းတော်အဖွဲ့ဝင်အဆိုးကြောတွေကိုဟောဒီလိုဂီတိကြပြဂါထာတွေဖွဲ့စပ်ပေးတာအေးခေမာမီပြရဲ့နန်းတော်မှာဖြောပြရတဲ့ရပင်းတော်ဝင်အဆိုးကြောများဟောဒီဂီတိဂါထာနဲ့ဆိုပြီးတော့ခေမာမီပြဖြောပြရမယ်သင်ပေးတာလေးဂါထာ၄ပိုက်ဆိုတော့ဟုတ်လားတချင်းအနေနဲ့ပြောရင်၄ပုဒ်ရမံဝေလူဝနံယေနာနာဒိဋ္ဌံသုကတာလယံနတေနနန္ဒနံဒိဋ္ဌံဣတိမညာမသေးမယံခေမမီပြရဲ့နန္တော်ထဲမှာအဆိုကြော်ဒီဆိုတဲ့ပထမဂါထာရမံဝေလူဝနံယေနာနာဒိဋ္ဌံသုကတာလယံနတေနနန္ဒနံဒိဋ္ဌံဣတိမညာမသေးမယံယေနအမှတ်မချင်းအကျဉ်သူသည်သုကတာလယံမြတ်စွာဘုရားဣရိယာပုတ်၄ပါးဖြင့်ကိမ့်ပိုက်စံပြောနေတော်မူရာဖြစ်သောရမံနှလုံးသွေးလျောပြောပွေရာကောင်းသောဝေလူဝနံဝေလူဝံတွန်ခေါ်ဥယျင်တော်ကိုနဒိဋ္ဌံမတွေ့မမြင်အပ်ဒေနထိုဝေလူဝံမင်းဥယျင်ကိုမတွေ့မမြင်ရတဲ့သူသည်နန္ဒနံဒါဝဒိန်ကနတ်ရွာဝယ်ထင်ရှားတဲ့နတ်အမြပျော်ရွှင်နန္ဒဝံဥယျင်ကိုနာဒိဋ္ဌံမြင်အသိမမြင်ပါပေဣတိဤသို့မယံအကျွန်းနှုတ်တို့သည်မညာမသေးအောင်မေမှတ်တင်သိမြင်ပါကုန်၏ဝေလူဝံဥယျင်ကိုမမြင်ရတဲ့လူအဖြစ်တာဝတိန်ကနတ်ပြည်ကနန္ဒဝံဥယျင်ကိုမမြင်ရတဲ့လူပဲလို့ကျွန်ုပ်တို့အသိအမှတ်ပြုတယ်ယေနဝေလူဝနံဒိဋ္ဌံနရနန္ဒနနန္ဒနာသုဒိဋ္ဌံနန္ဒနံတေနအမရိန္ဒသုနန္ဒနံဒုတိယသချင်းဂါထာခေမမီဘုရားရဲ့နန္တော်မှာပြီးဆိုတဲ့ဂါထာယေနဝေလူဝနံဒိဋ္ဌံနရနန္ဒနနန္ဒနံသုဒိဋ္ဌံနန္ဒနံတေနအမရိန္ဒသုနန္ဒနံယေနအမှတ်မချင်းအကျဉ်သူသည်နရနန္ဒနနန္ဒနံလူသူလေးပါအလွတ်အလွန်လင်းနှစ်သက်အပ်သောဝေလူဝနံဝေလူဝံတွန်ခေါ်ဥယျင်တော်ကိုဒိဋ္ဌံမြေဝါထင်ထင်တွေ့မြင်အပ်ပေ၏ဒေနလူပြည်လူရွာကမဟာဝေလူဝံဥယျင်ကိုမြင်ရတဲ့ထိုသူသည်အမရိန္ဒသုနန္ဒနံနတ်တို့သနင်းကြာမင်းသည်အလုံးအမင်းနှစ်သက်အပ်သောနန္ဒနံနန္ဒဝံတွန်ခေါ်နတ်ဥယျင်တော်ကိုဒိဋ္ဌံမြေဝါထင်တွင်တွေ့မြင်အပ်သည်မြည်ပါပေ၏ဝေလူဝံဥယျင်ကိုမြင်ရတဲ့ယောက်ျားမိန်းမမြည်သူမဆိုဒါဝဒိန်ကနတ်ရွာမှာရှိတဲ့နန္ဒဝံဥယျင်ကြီးကိုမြင်ရတာမြည်ပါတယ်တဲ့ဒါဒုတိယသချင်းဝိဟာယနန္ဒနံဒေဝဩတရိတဝမဟိတလံရမံဝေလူဝနံဒိဋ္ဌဝနတ္တပန္တိသူဝိမိတာဘုံတော်ဩအချင်းတို့ဒေဝတာဝတိင်္ဂနတ်များစွာတို့သည်နန္ဒနံမိမိတို့နတ်ရွာမှာရှိတဲ့နန္ဒဝံခေါ်နတ်ဥယျင်တော်ကိုဝိဟာယစွန့်ပစ်ခဲ့ကြ၍မဟိတလံဤမြေအပြင်သို့ဩတရိတဝဥယျင်ပြောပါကစားဖို့ရန်သက်ဆင်းလာကြပြီးလင်ရမံဝေလူဝနံနှစ်သက်ရှင်ပြောဝဲကောင်းတဲ့ဝေလူဝံတွန်ခေါ်ဥယျင်တော်ကိုဒိဋ္ဌဝါမြေဝါထင်ထင်တွေ့မြင်ကြရကုန်သည်ရှိသောသူဝိမိတာအလွန်အမင်းသူဝိမိတာအလွန်အကဲအံ့အဲကုန်သည်ဖြစ်၍နတ္တပန္တိ
ဝေလူဝန်ဥယျင်ကိုကြည့်ရှုရတာမရောက်ရဲ့တင်းမတိမ်နိုင်ပဲရှိကြပါပေကုန်၏ရှင်းတုန်းကတော့ပါဠိဂါထာကိုရွတ်ဆိုတာဟာတခြင်းဆိုတာပဲဒီဗမာတခြင်းလို့တော့မတူဘူးပေါ့ဟိုဘင်္ဂါလီလူမျိုးကြတော့ဒီဂါထာကိုတခြင်းကံပေါ်အောင်ဆိုတတ်တယ်ဒီတခြင်းကံရဲ့ဂါထာဟိုရွတ်တယ်ဆိုတာရှိအဲ့တော့ဘင်္ဂါလီလူမျိုးများအိန္ဒိယကလားတွေကဒီဂါထာတွေကိုပေါ့လေတခြင်းကံပေါ်အောင်ရွတ်တယ်ဟောဒီလိုတခြင်းကံပေါ်အောင်စာပေရွတ်တဲ့ပုဂ္ဂိုလ်ကြတယ်အာဝိနိကဂုဏ်တော်တောင်တခြင်းကံကိုပေါ့ရိုးရိုးပဲဘုန်းကြီးတို့အနုဗုဒ္ဓနာစီဝိတန္တနာတကကေနစီအန္တရာယောဂါတောဟောဒီလိုတခြင်းကံပေါ့အောင်ရွတ်တဲ့လူတွေကဗုဒ္ဓနာဇီဝိတကနာတကကေနစီအန္တရာယောဂါတောစီမိဝါမိရွတ်ကြအဲ့ဒီအတိုင်းပဲဒီမမီပြရဲ့နန်းတော်မှာအဆိုးကြောတွေကတတိယမြောက်ဤဂါထာတခြင်းကယူဆိုပြီးတော့သတုဋ္ဌမြောက်ဒါဇပုံညေနနိဗ္ဗတံဗုဒ္ဓပုံညေနဘူတိတံကောဝတ္တာတတ္တနိဗ္ဗေသံဝနတ္တဂုဏသင်္စယံဒါဇပုံညေနနိဗ္ဗတံဗုဒ္ဓပုံညေနဘူတိတံကောဝတ္တာတတ္တနိဗ္ဗေသံဝနတ္တဂုဏသင်္စယံအဆုံးစာပိုက်ရာဇပုံညေနယံဝေလူဝနံဝေလူဝန်တွင်ခေါ်အကျင့်ဥယျင်တော်ကိုအကျင့်ဥယျင်တော်သည်ရာဇပုံညေနဗိမ္ပိကာရမင်းတရားရဲ့ကြီးမားသောဖုံးသေးသောကြောင့်နိဗ္ဗတံအထင်ရှားလူပြည်မှာမဖြစ်သဘူးအထူးဖြစ်ပွား၍လာပါပေ၏အဲ့ဒီလိုလာရတဲ့အပေါ်မှာဗုဒ္ဓပုံညေနမြတ်စွာဘုရားသခင်ရဲ့ဘုံတော်ကံတော်အာနုဘောဖြင့်ဘူတိတံလှတဲ့လှတင့်တယ်သည်တဲ့တင့်တယ်အောင်တန်စာဆင်၍ထားအပ်ပါပေ၏တတ္တဝနတ္တဝေလူဝန်တွန်ခေါ်ထိုဥယျင်တော်ဤခုနသင်စယံဂုံကျေးဇူးအပေါင်းကိုနိဗ္ဗယံအကျွန်းအကြံမထင်ကုန်စင်အောင်ကိုအဘေမီသောစာစုကဝိပညာရှိသည်ဝတ္တာဖွဲ့ဆိုနိုင်တုံအနိနာဝတ္တာဧဝဝေလူဝန်ဥယျင်ရဲ့ဂုံကုန်းအောင်ဖြင့်စာဆိုတော်များမဖွဲ့ဆိုနိုင်လို့ဧကံမှန်လာသည်သာလို့အဆိုးတော်တွေကခေမာမီပြားကိုဖြေပြောတဲ့အခါဒီလေးဂါထာတခြင်းဂါထာနဲ့ရွတ်ပြီးဖြေပြောတော့နေစမ်းပါအောင်မောင်တို့ဝေလူဝန်ဆိုတာဘယ်ကဥယျင်လဲသခင်မမသိဘူးလားသခင်မတို့ပိုင်းဆိုင်တဲ့ဟောဒီရာဇကြိုကြီးရဲ့တောင်ဘက်ကဝေလူဝန်ဥယျင်ကြီးပြောတာသခင်မတစ်ခေါက်မှမရောက်ဘူးလို့ဆိုတော့အဆိုးတော်ဒီအဆိုးကောင်းအဖွဲအနွယ်ကောင်းတာနဲ့ဒီမှာမိတရားဟာဝေလူဝန်ဥယျင်သွားခြင်းတဲ့စိတ်ချက်ဗိမိသာရမင်းကြီးထံသွားဝေလူဝန်ဥယျင်ကိုသွားပြစီဗိမိသာရမင်းကလည်းသူရဲ့စီမံချက်အောင်မြင်လို့အင်မတန်ဝမ်းမြောက်ကြီးစွာသောအခမ်းအနားနဲ့စီမံပြီးတော့တွေ့မင်းချင်းယောက်ျားများကိုတိုးတိုးတိတ်တိတ်မှားလိုက်ခေမာမိဖုရားကိုဖယားရှိရောက်အောင်မင်းတို့ဆောင်ခဲ့ကြဆောင်ရအကယ်၍ညှင်းဆန်နေရင်ငါအမိတ်နဲ့ဘာလို့ဖြစ်ဖြစ်ဆွဲပြီးတော့ဖယားရှိရောက်အောင်ပို့ဘိမိသာရမင်းတရားကအဲ့ဒါလောက်အကျိုးလိုလားပါလေအဲ့ဒီလိုလည်းပဲမင်းချင်းယောက်ျားတွေကိုအတွန်းစကားမှားထားလိုက်တယ်မှားထားပြီးတော့ခေမာမိဖုရားအခမ်းအနားကြီးစွာဖြင့်ဝေလူဝန်ဥယျင်ကိုဖွတ်စံဃာနီးကြတော့ဗိမိသာရမင်းတရားကဟောဒီဂါထာနဲ့အားပေးလိုက်ဝိရှာပတ္တမဟာဘောဂေဝနနိတရသာယနံယံကရာဘာတိပိရိယာသုကတာဘာနုရင်စိတံမဟာဘောဂေစိစိတ်ကြီးရှင်
အိုးခေမမိဗျာကိစ္စသွားပါတိကြီးယံအကျဉ်ဝေလူဝန်တွန်းခေါ်ဥယင်တော်သည်သုကတာဘာနုရင်စီတံမြတ်စွာဘုရားဤနီလပိတလောဟိတဩဒတမင်းစစ်တာပပန္တရအတိဟုသောရောင်ချီတော်6ခန်းတို့ဖြင့်တတ်ဆွန်းအပ်သည်ဖြစ်၍ကဒါနေ့နေ့ညညခတ်သိမ်းသောကာလ၌ပိရိယာအသေးဖြင့်ဘာတိထွန်းလင်းတောက်ပါ၍နေပါပေ၏ခေမမိဗျာဝေလူဝန်ဥယျင်ဆိုတာနယ်နယ်မမှတ်နဲ့ဘုရားတည်သုံးတာဘုရားကိုယ်တော်မြတ်ရဲ့ယူပကာယမှာထွက်ကြွလာတဲ့နီလရောင်ချီတော်ပိတရောင်ချီတော်လောဟိတရောင်ချီတော်ဩဒါတရောင်ချီတော်မင်းစစ်တာရောင်ချီတော်ပပတရရောင်ချီတော်ဆိုတဲ့အဲ့ဒီတော်ရောင်ချီတော်6ခန်းရောင်ချီအဝန်းတို့ဖြင့်အမြဲတမ်းတတ်ဆွန်းဆိုးထားတယ်လို့ကြက်တရေနဲ့နေနေညညတောက်ပနေတဲ့ဥယျာဉ်ကြီးတဲ့နိတ္တရကာယနံမြင်ရသူတို့ရဲ့မျက်စိအရသာကောင်းစွာဆောင်စွာနိုင်သောတံဝနံဝေလူဝန်တွင်ခေါ်ထိုဥယျာဉ်တော်ကိုပတ္တာပတ္တာဟိစိစိငုငုအသင်မိဘရာကြည့်ရှုခဲ့ပါလောအပိပြီးတော့ဆိုလိုက်ခေမမိတရားကလည်းပဲဝေလူဝန်ဥယျာဉ်ကိုအကြည့်သွားတာကဖယားကိုတော်မြတ်ရာဇကြိုပြည်ကိုမနဲ့ခင်းဒီအချိန်ဖြင့်ဆွမ်းကံဝင်လောက်ပြီအဲ့ဒီဆွမ်းကံဝင်မဲ့အချိန်ကိုမှတ်ပြီးတော့သူသွားတယ်ဘုရားမတွေ့ကြသူကမတွေ့ခြင်းနဲ့သူ့ပါရမီကအဲ့ဒီနေ့ခေမမိဘုရားကိုခြေချုပ်ဖို့ရန်ဘုရားရဲ့ဗုဒ္ဓစက္ခုကိုတော်မြတ်ရဲ့အာတရားနုတရားဣန္ဒြိယဘရောပရိယတိဉာဏ်ဆိုတဲ့ဉာဏ်တော်အစုံတည်းဟူသောဗုဒ္ဓစက္ခုမဲမှာခေမမိဘုရားခဏလာလိမ့်မယ်ခဏခေမမိဘုရားသောတာပန်ဖြစ်မယ်ခဏခေမမိဘုရားသည်ဘိက္ခုနီဘဝရောက်မယ်ဆိုတာအာယုန်တက်ကလေးကဘုရားသာပင်ညုတဉာဏ်ထဲမှာမြင်ပြီးထင်ပြီးသားအချိန်နဲ့နာရီနဲ့မိနစ်နဲ့အတိအကျမြင်ပြီးသားဖြစ်ခေမန်ကဘုရားဒီအချိန်ဆုံးခံကြွလောက်ပြီးဆိုပြီးတော့ဘုရားမရှိတဲ့အချိန်ကဆိုပြီးတော့ဝေလူဝင်ဥယျာဉ်နဲ့သွားဘုရားတည်သုံးတဲ့ခန္ဓာကုရီမသွားလိုက်သေးဘူးဥယျာဉ်နဲ့ရှောက်ပြီးတော့သစ်ပင်နေကြည့်တအံ့တော်စာဆိုတော်ဒီရှာဖွဲ့လောက်အောင်တင့်တယ်ပါပြီရှောက်ပြီးတော့ဝေလူဝင်ဥယျာဉ်ကြောင်းတိုက်ကြီးတစ်ခုလုံးရှောက်ကြည့်တော့ကိုတော်လေးတစ်ပါးလှကလည်းလှတဲ့နဲ့အရွယ်ကလည်းနှုတ်ပြိုပြိုသစ်ပင်ရင်းမှာကမထံအားထုတ်နေတာကိုမြင်တော့ခေမမိဘုရားကအောင်းမေစိတ်ထဲစဉ်းစားမိဘယ်နဲ့ဤဒီသူဝိပိနေရမေတိတော်ယံနဝယုပနေဝတ္တတိဒဝကန္တိဣဒာကန္တေနဝသတိဣဒာကန္တေနရူပေနသသမနွိတောအယံဤကိုယ်တော်ကလေးသည်နဝယုပနေလှပါရှင်ဆိုပြိုသောအရွယ်၌ထိတော်တည်နေသည်ဖြစ်ပါစေရဲ့၎င်းကန္တေနနှစ်သက်ဖွယ်ရှိသောရူပေနအဆင်းနှင့်သမနုတောစပြည့်စုံသူဖြစ်ပါစေရဲ့၎င်းရမေနှလုံးမွေးလျော်ပွဲရှိသောဤဒိပေဝိပိနေလူသူမနိဤတိုးကြီးတဲ့၌ဝတ္တတိနေထိုင်ပါပြီတကားကိုတော်လေးနေနော်အရွယ်အားဖြင့်ရှင်ရှင်ဆိုနှုတ်ပြတော်မူပါပြီကနဲ့နှုတ်ပြတော်မူပါလျက်ကနဲ့ရုပ်ရည်ကလေးကလည်းတင့်တယ်လှပတော်မူပါလျက်ကနဲ့ပြင်စရာလူသူမနည်းတဲ့ဒီတော့ကြီးတဲ့မှာလာပြီးတော့နေတော်မူပါပြီနိဗ္ဗိနောဒုက္ခမူလမိမုံတော်သင်္ဃာတိပါရုတော်ဇာယတိဝတ္တယံဘိက္ခုဟိတဝါဝိသယသံရတိအယံဘိက္ခုဤကိုတော်ကလေးသည်ဝိသယသံရတိလူပြည်လူရွာဝဲအာယုံ6ပါးကြောင့်ဖြစ်တဲ့
မွေလျောနှစ်ချိုက်ပြောပိုက်ခြင်းကိုဟိတဝါပယ်ဆွန့်၍ရုက္ခမူလာမိပြင်းကြီးပေါ်ကောင်းတဲ့ဟောဒီသစ်ပင်ရင်၌နိသိဏောထိုင်နေလျက်အရွယ်တော်နဲ့ဆိုရင်ပြောစရာပါစရာမြို့ထဲရွာထဲပြောပွဲယုံဒီမှာသွားပြီးတော့စပွဲဒီကလထိုင်နေနဲ့ဒီလိုထိုင်ဖို့ရမထိုင်ပဲနဲ့ပြင်းစရာ6တွေ့တဲ့ဒီသစ်ပင်ရင်ကြီးမှာထိုင်ပြီးတော့ငုံတော့ကတုံးဦးပြည်သည်ဖြစ်၍ဒီအရွယ်ဆိုတာသပင်ထားလို့အင်မတန်တင်တဲ့အရွယ်ဆိုင်ဤတင့်နေခြင်းအစင်းစွတ်ပယ်ပြီးသောကာလသင်္ကာတိပါရုတော်ဖန်ကြီးဆိုတဲ့သင်္ကန်းကြီးကိုဝယုံကြည်သောကာလဇာယတိဝတ္တတယောက်ထီးတီးကြံမိုင်းနေထိုင်ပြီးသွားတကားသူ့မှနေနိုင်ပြီလေဇံဝင်စားတယ်လို့နားမလည်ဘူးနော်ဒီတယောက်တည်းထိုင်ပြီးတော့တရားနှလုံးသွင်းတာကိုလူမျက်စိနဲ့တရားအားထုတ်တာမှမသိတော့ဟောဒီကိုယ်တော်တယောက်တည်းသစ်ပင်ရင်းမှာထိုင်မှိုင်ပြီးနေတယ်ဒီလိုအောင်မေဟင်္ဒာနဲ့ဆက်ပြီးတော့ဘယ်လိုအောင်မေတော့နနုနာမဂါထေနကာမံဗုဒ္ဓဝါယထာဒုက္ခံဣသာစိနေနာဓမ္မောယံသရိတဘောသူပတကောဂါထေနနာမလူဖြစ်သောသူမည်သည်ဝါလူဘဝရတဲ့သူမည်သည်ယထာဒုက္ခံမိမိတို့ချမ်းသာသလောက်ကာမံကာမကိုဗုဒ္ဓဝါသုံးဆောင်ကြည့်သကာလာယူရလို့ဖြစ်လာရင်ကိုချမ်းသာသလောက်ကာမစီစဉ်ကိုခံစားသုံးဆောင်ကြည့်မှသစ္စာစိနေနနောက်အခါအသက်အရွယ်အိုကာမသူ့ဘတကောအလွန်ကောင်းတယ်ဆိုတဲ့အယံဓမောဤတရားကိုစရိတဘောကျင့်ကြံစရိတဘောနနုကျင့်ကြံကြိုးကုန်အားထုတ်သွင်းသည်မဟုတ်တော့သူစဉ်းစားတာလူရလို့ဖြစ်လာရင်ကိုချမ်းသာတယ်လို့ကာမစီစဉ်ကိုခံစားအားရအောင်သုံးဆောင်ပြီးနောက်မှအိုတော့မှသူတော်တရားအားထုတ်ဖို့မတော်ဘူးလားတဲ့အဲ့ဒီလိုပါဇက်ကလည်းပြစ်တိပြစ်တောက်ဒီကထာတွေရွတ်ပြီးတော့ခန္ဓာကုရီကျောင်းတော်တဲ့ဖျားမရှိဘူးအထင်နဲ့ဝင်လိုက်တာဝင်လိုက်ကြောလူလောက်မကနတ်လောက်မမီလူနဲ့နတ်ကြားထဲမှာပေါ့လူရဲ့အထက်မှာတည်ပြီးတော့လှပတင့်လေတဲ့အကရေခုံနဲ့ပြည့်စုံသောခေမာမိဖုရားတို့တဲ့အပြန်လှပသောတတို့သမီးငယ်လေးမြတ်စွာဘုရားကအိဋ္ဌိယုဖန်ဆင်းထားဖုရားရဲ့အနားမှာဒီတတို့သမီးလေးကရက်ခါပြီးတော့နေတဲ့ပုံမြတ်စွာဘုရားဘယ်သူမှမရှိဘူးအဲ့ဒါဘုရားရဲ့ဒီကဒီတတို့သမီးကလေးကရက်ခတ်ပြီးတော့နေခေမာမိဖုရားထင်တာကလောကမှာငှတဲ့အလှတာမရှိဘူးလို့ထင်ဒီအထက်လည်းဝင်လိုက်ကြောသူ့တဲ့လှတဲ့တတို့သမီးကလေးဖယားကိုရက်ခတ်နေတာမြင်တော့ဟာစောတုံးကငါတို့လိုလှတဲ့မိမ့်မများဖယားနာသွားဖို့မတော်ဘူးထင်တယ်အခုတော့ငါတဲ့လှတဲ့အမျိုးသမီးကလေးကိုပဲဖယားကိုဝတ်ပြုနေတယ်အမျိုးသမီးကလေးကြည်ပြီးတော့အဲ့ဒီအမျိုးသမီးကလေးရဲ့ကိုအင်္ဂါလှပတဲ့တဲ့ဘုံကိုခေမာမိဖုရားစဉ်းစားနေလိုက်တာသင်္ကာရရတာမြောက်ရောက်တဲ့ဂါထာတွေဆယ်ဂါထာလောက်ရှိသင်္ကာရရတာရောက်တဲ့ဂါထာတွေပါကြော်လိုက်ကြလို့ဆယ်ဂါထာလောက်စဉ်းစားပြီးတဲ့နောက်ဆုံးကြတော့မှဘိကဝါတာမေဝံစိန်တေသိံအဟောယာမပိရူပိနိနမယနေနာနိတေနာဒိဋ္ဌပုပ္ပါကုဒါသနံဆေကထာလောက်နဲ့ဒီတို့သမီးကလေးရဲ့လှတဲ့လက္ခဏာအင်္ဂါကြီးငယ်တွေကိုလေအဆန်းတကျအလင်းကခုံရောက်တဲ့ဂါထာတို့နဲ့ကြပြချေစဉ်းစားပြီးတော့နောက်ဆုံးသူစဉ်းစားတန်ထု
သတုသမီးကိုဒိဋ္ဌဝါမြေဝါထင်တင်တွေ့မြင်ရပြီသည်ရှိသောဧဝံဤဆိုလက်တန်သောအတိုင်းစိန်တေသိမ့်ဆက်၍တဖန်ကြံစီစဉ်းစားမိပြန်ပြီတဲ့ဘယ်လိုစဉ်းစားမိအဟောယံအဘိရူပိနိအယံဤသတုသမီးသည်အဟောအဘိရူပိနိဩငါတဲ့သာလွန်မျက်မွန်သောရုပ်ရည်အဆင့်ရှိစွာတကားမယားငါသည်အနေနနိတေနယခုဘဝရတဲ့ဤမျက်စိဖြင့်ဧဝရူပဤသို့တင်တဲ့အမျိုးသမီးကိုကုဒါသနံတကြိမ်တဖန်တယံတခါမြနဒိဋ္ဌပုပ္ပါရှိကမမြင်အပ်ဘူးငါယခုဘဝရတဲ့ဒီမျက်စိနဲ့ဒီလောက်လှတဲ့အမျိုးသမီးကိုတခါမှမမြင်ဘူးလို့အဲ့ဒီလိုစဉ်းစားမိမမြင်သဘူးအလှထူးတဲ့သတို့သမီးကိုစူးစူးဆိုင်ဆိုင်ကြည့်နေတော့မယ်ဘုရားကိုယ်တော်မြတ်ကအဲ့ဒီသတို့သမီးလေး16နှစ်အရွယ်ကပထမမြတ်တောင်အချိန်မှာပြောင်းလိုက်အသက်20လောက်နောက်တစ်ခါမြတ်တောင်ခတ်ပြီးကြည့်လိုက်တော့အစိတ်လောက်ခေမမိဗျာစူးစူးကြည့်နေတော့နောက်တစ်ခါကြည့်လိုက်တော့30အရွယ်လောက်နောက်တစ်ခါကြည့်လိုက်တော့40နောက်တစ်ခါကြည့်လိုက်တော့50 60အမေအိုကြီးတစ်ဖြည်းတစ်ဖြည်းဖြစ်မှမသိဖြစ်ပြီးအရေးတွေတွတ်တကယ်တော့သွားတွေကျွေးခါကလည်းကုန်းလာဘုရားကိုဝတ်ပြုလို့သာပြုနေရတယ်အမေကြီးအိုကြီးဆံပြူကြီးနဲ့တဖြည်းတစ်ဖြည်းဖြစ်ရကအိုရာကသူ့မှာအနာရောဂါရောက်လာလို့ကျင်ကြီးကျင်ငယ်တဲမှာလူးလဲနေတဲ့ပုံအဲ့ဒီလူးလဲနေရကနေပြီးတော့အသက်ကလေးဖိုးလိုက်ရှူပြီးအလွန်ဆင်းရဲနေတဲ့ပုံအဲ့ဒီဆင်းရဲနေတဲ့ပုံဤအခြားမဲ့မှာတခါတည်းအသက်တောင်မရှူတော့ဘဲနဲ့သုတိပြတ်ကျိုးဖရာရဲ့အနာမှာသေသွားတဲ့ပုံအဲ့ဒီရုပ်ကိုဖရာကပြောင်းပြီးတော့ဖော်ပြခေမာမိဖရာမှာရုပ်ရှင်ကြည့်ရင်းပေါ့တခါတည်းဆုဆိုင်ပြီးတော့ကမ္မထမ်းကြည့်ရတယ်လို့ဒီလိုဖြစ်ပြီးတခြားအာယုံရောက်ခွင့်နဲ့ကြည့်ရင်တော်ကြတော့ဥဒ္ဓမာရကကမ္မထမ်းကောင်ဝိနိရကကမ္မထမ်းဘုံဝိပုဂ္ဂကကမ္မထမ်းဘုံသွေးတွေဒီတွေထွက်လာတဲ့ကမ္မထမ်းအတုပါကမ္မထမ်းဆေကံကိုအစစ်စစ်ဘုရားကအဲ့ဒီရုပ်နဲ့ဒီတို့သမီးကနေပြီးအစဉ်တစ်ဖြင့်ပေါ်ပြဟာပြတယ်ဆိုရင်ပဲအတုပကမ္မထမ်းရုပ်ကိုလည်းရောက်ကြောခေမမိပြတံဝေကကြည်သွားရပြီအဲ့ဒီရတဲ့အကြောင်းသူကမြတ်စွာဘုရားကိုလျှောက်ထားတယ်တတော်မေအာတိတံဝေကိုအဘုဒ္ဓလောမဟန္တနောဒီရထုရူပံအတုစိံရမန္တိယထပါဠိသာဗန္ဒီဖုံးတော်ကြီးများတော်မြတ်စွာဘုရားတတော်တတမင်ကာလေးထိုဣဋ္ဌိယုတ်သရုသမီးအိုနာသေး၍သွားသောကာလ၌မေတပြည့်တော်မဤသန္တာ၌အဘုတော်မဖြစ်သဘူးအထုဖြစ်ပေါ်သောလောမဟံကနုံမွေးငင်းရွှင်ပြကျက်သိမ့်ထလောက်သောတံဝေကိုထိတ်လည်းငင်တံဝေကသည်အာတိဖြစ်ခဲ့ပါပြီတပည့်တော်မှသန္တာမဲ့တံဝေကကြီးစွာဖြစ်တယ်ဗျာတဲ့ဘယ်လိုတံဝေကဖြစ်ဒီရထုရူပံအတုစိံမစင်မကျဲယွန်းပွဲအတိပြီးတော့ရူပံဤရုပ်ဤဒီယွန်ရှာဆက်ဆုပ်ဖွယ်သဘောသည်အထုဖြစ်စွာတကားဒီရုပ်ကိုကြီးရတကယ်ဆိုတော့ဆက်ဆုပ်ယွန်ရှာဖွယ်ကြီးပါတကားဣဋ္ဌာဤယွန်ရှာဖွယ်ဆက်ဆုပ်ဖွယ်ကောင်းတဲ့ဤရုပ်ကိုကြီး၌ဒါလိသာအန္တဘာလတပြည့်တော်မှခေမာတို့လိုမလိမ္မာတဲ့သူမတို့သည်ရမန္တိမွေလျောနှစ်ချိုက်ပျော်ပိုက်နေကြကုန်တကားဣတိဤသို့သံဝေကိုထိတ်လန့်ကြီးသွားသည့်အာတိဖြစ်ခဲ့ပါပြီဖေဟာမြတ်စွာဘုရားသူပြန်လျှောက်အဲ့ဒီဂါထာဖြင့်တရားနာတဲ့ပရိသတ်တရားဟောတဲ့ဘုန်းကြီးတို့ကသိရမြတ်စွာဘုရားပြတဲ့ဣဋ္ဌိယုတ်အတုဒကိုမြင်တော့ခေမရဲ့သဏ္ဍာန်မှာခေမမိဖုရားရဲ့သဏ္ဍာန်မှာယုတ်တရားကဆက်ဆုပ်ဖို့ကောင်းစွာ
ဒီစက်စုပ်ပွဲကောင်းတဲ့ယုတ်တရားမှအန္တပါလားငါတို့လိုမိမ့်မမိုက်တရားမွေ့လျော်နှစ်ချိုက်ပြောပိုက်နေပါတော့ကားလို့ခေမသံဝေကကြည်သာရနေပြီအဲ့ဒီလိုရတာမြင်မှမြတ်စွာဘုရားကခေမရဲ့နှလုံးမှာသံဝေကနှလုံးဖြစ်နေရှင်သေးစီသိသိရွှေခွက်၌တည်တယ်လို့ဆိုတော့ကတော့ခေမရဲ့နှလုံးဖတ်ရအိမ်ဟာဒီကာမဂုဏ်ရဲ့တရားကြီးွက်ကြီးအခုကြတော့သံဝေကဉာဏ်ရဲ့တရားသိသိရွှေခွက်ဖြစ်နေပြီအဲ့ဒီအထက်မှာကိုတော်မြတ်ရဲ့တရားဒီဟူသောရှင်သေးစီတွေလောင်းထည့်ဖို့အချင်းတန်ပြီဤအနေနဲ့ဘုရားကိုတော်မြတ်တရား၅ခါတာဟောတယ်အာတုရံအတုစိန်ပုတိံပတ္တခေမေသမုတ်တယံဩကရန္တံပကရန္တံဘာလာနံအဘိနန္တိတံခေမေချစ်သမီးခေမာအာတုရံအမြဲတစေကျင်းနာ၍နေတော်မမကြိုက်နေတာပဲမှားပါတယ်ကိုတော့ဆိုလို့ရှိရင်ဣရိယာပုတ်တစ်ခုတည်းနဲ့တနေ့လုံးထိုင်ကြည့်သမှာဘယ်သူမှမနေနိုင်ဘူးတနာကြီးလောက်ဆိုရင်အမလေးနားလိုက်တာကျင်းလိုက်တာဒါပြောလားအာတုရံအမြဲတစေနာကျင်၍နေပါပေတော့အတုစိမ်မစင်မကြေယွန်းပွဲအတိပြည့်၍နေတော့ပူတိအပုတ်တကြိုင်ကြိုင်လှိုင်း၍သာနေတော့အပုတ်နဲ့နေတဟောင်းဟောင်းတထောင်းလောင်ထ၍နေတော့ခန္ဓာကိုယ်ရဲ့သဘောကိုမြတ်စွာဘုရားပြောနေတယ်ဥက္ကရန္တံအထက်ကိုလည်းတပွက်ပွက်အံထွက်၍နေတော့တော်ကြတလိဟက်ပြီးတော့အံလာဟဲတော်ကြနှာခေါင်းကဟုတ်လားနှာရည်တွေအထက်ကိုတပွက်ပွက်ယူထွက်အံ၍နေတော့ပက္ကရန္တံအောက်သို့တဇူဇူတစည်းစီယူစီ၍နေပါပေတော့အောက်ဖြစ်သောဓာရမှလည်းအညစ်အကြေးတွေတဇူဇူယူပြီးတော့ထွက်နေတယ်အဲ့ဒီလိုဖြစ်ပါလျက်ဘာလာနံလူမလိမ္မာတို့ကအဘိနန္တိတံအလွန်နှစ်သက်အပ်သောသမုတ်တယံဤခန္ဓာကိုယ်ကိုပတ္တာပတ္တာရှိရှုကြည့်ပါလို့လူမိုက်တွေနှစ်သက်နေတဲ့ဒီခန္ဓာကိုယ်ဟာအာတုရသဘောရှိတယ်အတုစိသဘောရှိတယ်ပုတိပုတ်သောသဘောရှိတယ်ဥက္ကရန္တပက္ကရန္တအထက်ကိုလည်းတပွက်ပွက်အံထွက်နေတယ်အောက်ကိုလည်းတပွက်ပွက်ယူထွက်နေတယ်ဒီရုပ်ကိုကြီးကိုချစ်သမီးအဲ့ဒီသဘောနဲ့ကြည့်အဲ့ဒီလိုကြည့်ရင်ချစ်သမီးဘာလို့ထင်လာမလဲလို့ဆိုတော့အတုပါယစိတ်တံဘာဝေဟိဧကကံသုသမာဟိတံသတိကာယကတတရားထုနေပြီတာဘဟုလောဘဝခေမေချစ်သမီးခေမာသေသင်ချစ်သမီးဤစိတ်တံစိတ်ကိုဧကကံဥပစာရသမာဓိဖြင့်တခုသောအာယုံရှိသောသုသမာဟိတံအပ္ပနာသမာဓိဖြင့်ကောင်းစွာတည်ကြည်ခြင်းလိရှိသောအတုပါယစိတ်တံသက်ရှုအတုပအာယုကိုအကြောင်းပြု၍ရတဲ့ဥပစာရဇံစိတ်အပ္ပနာဇံစိတ်ကိုဘာဝေဟိမနေမနာจิตသမီးပွားများပါလောသမာဓိဟောပြနေတယ်မြတ်စွာဘုရားပထမဂါထာဖြင့်ဒီသက်ရှိခန္ဓာကိုယ်ကြီးရဲ့အာတုရသဘောအတုစီမစွမကြေယုံဝယ်တွေပြည့်နေတဲ့သဘောပူတိအမြဲတစေပုတ်ဆောင်ဟောင်းနေတဲ့သဘောမြင်အောင်ပြောဖယားပြောလိုက်ရင်ပေါ့လေဖယားဟောလိုက်ရင်တခါတဲ့လင်းလင်းတရားနာတဲ့ပုဂ္ဂိုလ်ကမြင်ရတယ်ဖယားမှာအဲ့ဒီအာနာရှိတဘာဝငရဲအကြောင်းမြတ်စွာဘုရားပြောလိုက်ရင်ဒီဘုန်းကြီးတို့သာဝကတွေပြောတာနဲ့မတူနာရတဲ့လူဟာတခါတဲ့အဆုံးကုန်ကြောက်သွားတကယ်ငရဲဘဝကိုရောက်နေတယ်လို့ကိုအသိဉာဏ်ပေါက်တာအဲ့ဒီလိုပဲဆက်ဆုပ်ဆရာပြောရင်လည်းဆက်ဆုပ်ဆရာသဘောတွေတခါတဲ့ဒီအာယုန်နေ
ဆက်စုပ်ဖွယ်တီကိုမြင်ပြီးတဲ့နောက်မှမြတ်စွာဘုရားကခေမာသက်ရှိအတုပသက်မဲ့အတုပနှမျိုးရှိတယ်အဲ့ဒီနှမျိုးမှာသက်ရှိအတုပဥပစာရဇံစိတ်အပနာဇံစိတ်ရောက်အောင်ခြေသမီးသမာဓိဘာဝနာကိုပွားလေဘယ်လိုပွားရတတိကာယကတတရားထုနိဗ္ဗိဒာဘဟုလာဘဝဒေသင်ခြေသမီးဤတတိဒီကာယကတာ32ခုထာဤကိုကာယ၌တည်သည်အထုဖြစ်ပါစေခြေသမီးရဲ့တတိဟာတဲ့ပြည့်ပြည့်အာယုန်တွေပြတ်မသွားနဲ့ဇံပင်မူညင်ခြေတဲ့လက်တဲ့သွားအရေးတူအရေးပါအစရှိတဲ့32ခုထာကတဲ့တဲ့အေး32ပင်တော့ဥပ္ပင်တန်းကြီးမှာတန့်ပြီးတော့ဟုတ်လားရှင်းကလေးခုံကလေးတခုတော့ကုဋ္ဌာန်တကုဋ္ဌာန်ပြီးတကုဋ္ဌာန်အဲ့ဒီလိုညာနဲ့ခြေသမီးကာယကတာတတိအလုတ်ကိုအားထုတ်ပါနိဗ္ဗိဒာဘဟုလနိဗ္ဗိဒာဉာဏ်မြင်လို့ခြင်းအာကံနိဗ္ဗိဒာဘဟုလနိဗ္ဗိဒာဉာဏ်ရင့်တန်သူသည်ဘဝဟိဖြစ်အောင်ကြိုးကုန်အားထုတ်လေလောကာယကတာတတိနိဗ္ဗိဒာဉာဏ်ရင့်တန်အောင်ခြေသမီးအားထုတ်ယထာဣဒံတထာဣဒံယထာဣဒံတထာဣဒံဣဇတင်သဗဟိတာသကာယေသန္တံဝိရာဇယခေမေခြေသမီးခေမဣဒံယထာဣမိမိဣဇတကိုခန္ဓာကဲ့သို့ဣတံထိုအပြင်အပဗဟိတခန္ဓာလည်းပဲတထာထိုအတူအာတုရအတုရှိပူတိဥက္ကရန္တပက္ကရန္တသဘောရှိသွားတကားနာကျင်ခြင်းသဘောမစင်ကြယ်ခြင်းသဘောပုတ်ဟောင်ခြင်းသဘောအထက်သို့တဘောဘောယူထွက်အံထွက်ခြင်းအောက်သို့တဘောဘောယူထွက်ခြင်းသဘောရှိသွားတကားဧတံယထာထိုအပြင်အပဟောဒီဣဒ္ဓိယုတ်ဖြစ်တဲ့ကတုသမီးရဲ့ယုတ်ကာယသည်အာတုရအတုစီပူတိဥက္ကရန္တပက္ကရန္တသဘောရှိသလိုဣဒံဤငါရဲ့ခန္ဓာကိုယ်သည်ဟုသောဣဇတယုတ်ကာယလည်းပဲတထာထိုအတူအာတုရအတုစီပူတိဥက္ကရန္တပက္ကရန္တသဘောရှိသွားတကားအဲ့ဒီလိုကြည်ဣဇတနဲ့ဗဟိတဟာတသားတည်းကြအောင်ကြည့်ခြေသမီးယထာဣဒံတထာဣဒံယထာဣဒံတထာဣဒံဣတိဤလို့ရှု၍ဣဇတင်္စမိမိရဲ့ကိုယ်ခန္ဓာ၌၎င်းဣဇတံကာယေသမိမိဤကိုယ်ကာယ၌၎င်းဗဟိတကာယေသအပြင်အပဗဟိတကာယ၌၎င်းသန္တံတွေ့တာတတ်မဲ့တဲ့တဏှာသန္တကိုဝိရာဇယာကင်းအောင်ကြိုးကုန်ခြေသမီးအားထုတ်ပါလောခြေသမီးအဲ့ဒီလိုဣဇတံနဲ့ဗဟိတဒီနှခန္ဓာစလုံးတစ်ပုံနဲ့ထားပြီးတဲ့ကာလသန္တယာကဆိုတဲ့ကာမယာကကင်းအောင်ခြေသမီးအတုပနှလုံးသွင်းပါကျင်းတော့အဲ့ဒီထိအောင်ဖြင့်မြတ်စွာဘုရားဗာပြောတယ်လေခေမမိဘုရားကိုသမာဓိဘာဝနာကိုဟောပြတယ်အဲ့ဒီစာပိုက်တွေမှာဒီဒုတိယကာယနှလုံးသွင်းပုံကိုလည်းမြတ်စွာဘုရားကပကိဏကဒေသနာအနေနဲ့32ခုထာတကိုဆက်စုပ်ရင်းရှားပွဲအနေနဲ့ဟောဒီလိုနှလုံးသွင်းဆိုပြီးတော့ဤတလမ်းမြတ်လောက်တော့ငါရဲ့ကိုယ်၌ဆက်စုပ်ရင်းရှားပွဲကောင်းတဲ့သမင်တိဟုသောကုဋ္ဌာသအစုမွေညင်တိဟုသောကုဋ္ဌာသအစုဓာတိရှိစွာတကား32ကုဋ္ဌာသဣဇဒဗဟိတတပုံနဲ့ထားပြီးတော့သန္တယာကကင်းအောင်ခြေသမီးအားထုတ်ပါကဲသန္တယာကဆိုတဲ့ကင်းရင်ဒါနိဝရဏကွာရင်ပေါ့လေဥပ္ပစာရသမာဓိရောက်အဲ့ဒီအထက်အပ္ပနာသမာဓိဆိုတဲ့သမာဓိဘာဝနာလုံလောက်ပြီးတဲ့နောက်ပ
ညာဘာဝနာအတွက်ဆက်ပြီးတော့မြတ်စွာဘုရားကအနိမိတ်တင်္စဘာဝေဟိမာနာနုတယမုဒ္ဒဟတတောမာနာဘိသမယဥပတန္တာသရိတတိခေမေခေမမိဗျာအနိမိတ်တင်္စသမာဓိဘာဝနာကောင်းစွာလုံလောက်ပြည့်စုံပြီးတဲ့နောက်ကြတော့နိစ္စနမိတ်ဒုက္ခနမိတ်အတ္တနမိတ်ခွာရှောင်စိတ်စေသဖြင့်အနိမိတ်တအမြည်ရတဲ့အနိစ္စဒုက္ခအနတ္တဝိပဿနာကိုလည်းပဲဘာဝေဟိမနေမနာจิตသမီးပွားများအားထုတ်ပါလေသမာဓိပြီးတော့အနိမိတ်တဘာဝနာခေါ်တဲ့ဝိပဿနာပညာအနိစ္စဘာဝနာဒီနိစ္စနမိတ်ကိုစိတ်စေတတ်တယ်ဒုက္ခဘာဝနာဒီဒုက္ခနမိတ်ကိုအနတ္တဘာဝနာဒီအတ္တနမိတ်ကိုစိတ်စေတတ်လို့အဲ့ဒီအနိစ္စဘာဝနာဒုက္ခဘာဝနာအနတ္တဘာဝနာဒီသုံးပါးကိုအနိမိတ်ဘာဝနာလို့ခေါ်တယ်အနိမိတ်ဘာဝနာကိုจิตသမီးပွားပါဆိုတာနဲ့အနိစ္စဒုက္ခအနတ္တဘာဝနာจิตသမီးပွားလေဆိုတာအတူတူပဲဘယ်အခြေရောက်ကျင့်ဆောက်ကြိုးကုပ်အနိစ္စဒုက္ခအနတ္တဘာဝနာကိုအားထုတ်ရမလဲမာနနုတယမုဒ္ဒဟမာနနုတယအနမတေသံဃာဆက်ကခုထက်တိုင်းသာမုတ်ကိန်းလိုက်ပါတဲ့ငါဆိုသောမာနနုတယကိုဥစ္စေဟာသမုတ်စေတာပဟံဖြင့်ပယ်လံဖြတ်တော့အခြေသို့ရောက်အောင်ကျင့်ဆောင်ကြိုးကိုအားထုတ်ပါလောဒီများများမို့ဘုခေမာမိဗျာအနိမိတ်ဘာဝနာကိုငါဆိုတဲ့မာနတလုံးပြောက်အောင်ပဲအားထုတ်ပါတော့ပြုတ်အောင်ပဲအားထုတ်ပါတော့အင်မတန်ထိတဲ့စကားပေါ့အရဟတဖို့ရောက်အောင်အားထုတ်ဆိုရင်အရဟတဖို့ဆိုတာအရှိအနောက်တောင်မြောက်ဘယ်မှရှာမတွေ့တဲ့တရားမမြင်တဲ့တရားမှောင်ထဲမှာလူကျင်တဲ့ခကြီးရောက်အောင်အသွားခိုင်းတာလို့ဖြစ်မှာဆိုမြတ်စွာဘုရားကများများမဟုတ်ဘူးမာနနုတယပြုတ်ယုံမဲ့အားထုတ်တယ်မာနပြုတ်ရင်အရဟတဖို့ရောက်အရဟတဖို့ရောက်ရင်မာနပြုတ်အရဟတဖို့ရောက်အောင်အားထုတ်จิตသမီးလို့ပြောလိုက်တော့နာရတဲ့ပုဂ္ဂိုလ်အဖို့ရံမှာနည်းနည်းအာနှွဲ့အခုတော့များများမဟုတ်ပါဘူးငါဆိုတဲ့မာနတလုံးပြုတ်အောင်จิตသမီးအားထုတ်ဆိုရတော့နောက်မှအားထုတ်ကြည့်လို့ခက်မှခက်ရောအလွတ်လွဲတဲ့နားထောင်ရတဲ့ပုဂ္ဂိုလ်ခါတဲ့ချက်ချင်းဟာဘာခဲ့တယ်လဲငါလုံနိုင်မာနကကိုကနေတိုင်းရှိကိုနေတိုင်းရှိနေတဲ့ဒီမာနပြုတ်အောင်ဆိုတော့ရှိတဲ့တရားကြီးကိုလွတ်ပြလိုက်ရအောင်ပြောတော့အင်းနဲ့လွဲကိုကမမြင်တဲ့တရားရောက်အောင်ဆိုတော့တော်တော်ကိုစိတ်ကပဲမဲ့ဝင်လေးသွားတတောမာနာပိသမယဥပတန္တာသရိတတိจิตသမီးမာနာနုတယကိုသမုတ်စေတာဘာနဲ့จิตသမီးပယ်နိုင်လို့ရှိရင်ဖြင့်ပရိနိဗ္ဗာန်သုတိတိုင်အောင်ဤအတွန်းကိလေသာအပူငြိမ့်ပြီကိလေသာပရိနိဗ္ဗာန်စံပြီပရိနိဗ္ဗာန်သုတိရဲ့နောက်ကြတော့ခန္ဓာပရိနိဗ္ဗာန်အနုပါဒပရိနိဗ္ဗာန်စံပြီးတော့จิตသမီးခန္ဓာဇတ်သိအကျဉ်းမဲ့ဒုက္ခငြိမ့်ငြိမ့်မယ်မြတ်စွာဘုရားတော့အရဟတဖို့အထွတ်တပြီးဟောတာပဲဒါတင်ပဲကအောင်မလဲမြတ်စွာဘုရားဟောတာရှစ်လုံးဘွယ်၄ဂါထာကြီးတဂါထာလာသေးတယ်ယေရာဂရတနုပတန္တိသောတံလယံကတံမကကတကောဝအဇာလံယေရာဂရတနုပတန္တိသောတံလယံကတံမကကတကောဝအဇာလံဧတံပိစိတဝါနာပရိပဇန္တိအနပိခိနောကာမတုခံဘဟာယခေမေจิตသမီးခေမာယေအမတ်မတင်အကျဉ်သူတို့သည်အန္တဘာလပုထုဇဉ်သည်ပြောလို့ယေအန္တဘာလအကျဉ်ပုထုဇဏတို့သည်မကတကောပင့်ကူသည်တယံကတံမိမိပြုလုပ်အပ်သောဇာလံချီးမြှင့်ကိုပင့်ကူသည်သူပြုလုပ်တဲ့ချီးမြှင့်ကလေးကိုအနုပတတိဣဝအစဉ်တစိုက်လိုက်၍သွားတဲ့ကဲ့သို့ယေအမတ်မထင်အခြင်းသူတို့အန္တဘာလပုထုဇဏတို့သည်တယံကတံကိုယ်တိုင်ပြုအပ်တဲ့ဝဋ္ထုကာမကိလေသာကာမဆိုတဲ့
အရာကိုရာဂရတ္တယာငဖြင့်တတ်ဆုံးကုန်သည်ဖြစ်၍အနုပတံတိပင့်ကူချီးမြှင့်မှလျှောက်ကဲ့သို့မိမိတို့ရဲ့ဝတ္ထုကာမဆိုတဲ့ချီးမြှင့်မှတကောက်ကောက်လျှောက်ရနေကြကုန်၏ပင့်ကူဟာသူလုပ်တဲ့ချီးမြှင့်မှလျှောက်နေကြလို့ပုထုဇဉ်အန္တဘာလတို့လည်းမိမိတို့စုတဲ့ဝတ္ထုကာမထဲမှာပဲတဏှာနဲ့လမ်းလျှောက်နေကြတယ်ဧတံပိစိတဝနာပရိပဇန္တိအနပိခိနောကာမဒုက္ခံဘာယခိနာသဝအာသဝကုန်ခန်းယဟန္တာအရှင်မြတ်တို့ကတော့အနာပိခိနောဝတ္ထုကာမကိုတောင့်တငဲ့ကွယ်ခြင်းအစဉ်မရှိကြကုန်ပဲကာမဒုက္ခံကိုဘာယပဲဆွ၍ဧတံပိဤမိမိတို့ပြုလုပ်တဲ့ဝတ္ထုကာမအစုစုအဝဝကိုလည်းစေတဝါနာဖြတ်တောက်၍ပရိပဇံတိတောထွက်တော်မူကြကုန်၏ဝတ္ထုကာမတွေကုန်ဖြတ်ပြီးတော့တောထွက်ကြတဲ့ခြေသမီးခေမာအန္တဘာလပုထုဇဉ်တွေကတော့ပင့်ကူဟာသူလှုပ်တဲ့ချီမြင်ပေါ်ပဲအကောင်းကြီးတင်ပြီးတော့တက်လိုက်ဆင်းလိုက်တက်လိုက်သူ့ပင်ပေါ်ကများကြည့်ပါအင်မတန်မွေးလျော်ပြောနေအန္တဘာလပုထုဇဉ်တွေလည်းမိမိတို့ပြုလုပ်တဲ့ဝတ္ထုကာမမှာပဲတဲ့ဟဲ့ဆင်းဟဲ့ကာမအတိဟုသောခြီကျိုးမှာပဲအနုလုံးပတိလုံးအဆုံးအဆံလျှောက်ရနေကြတယ်ယဟန္တာပုဂ္ဂိုလ်သူမြတ်တို့ကတော့အဲ့ဒီဝတ္ထုကာမတွေစွန့်ပြီးတော့လွတ်မြောက်အောင်နိခမအလုအားထုတ်တော်မူကြတယ်အရဟတဖို့ပေါကျင့်ဆောက်ကြိုးကုပ်အားထုတ်တော်မူကြတယ်လို့မြတ်စွာဘုရားငါးဂါထာဖြင့်အရဟတဖို့ဏိကုံသတ်ပြီးဟောလိုက်တော့ခေမာရဲ့စိတ်ထဲမှာဘယ်လိုဖြစ်သွားတယ်လဲကာမိသန္နဗျာပါဒထိနမိတ်ဥဒိစ္စကုက္ကုစဝိသိကိစ္စနိဝရဏ၅သင်းစိတ်ထဲမှာရှင်းပြီးတော့အဲ့ဒီလိုနေပြီးမယ်လို့လည်းမဟုတ်ဘူးမရတယ်မြတ်စွာဘုရားငါသမီးခေမာဘာလူနေလို့မဖို့မရသေးတယ်လေကြည့်လိုက်တဲ့အခါသူနဲ့တပ္ပါယဖြစ်မဲ့မဟာနိဒာနပုဂ္ဂိုလ်မဟောရသေးလို့မြတ်စွာဘုရားကခေမာမိဖုရားရဲ့စိတ်ထဲမှာនិဝရဏ၅သင်းရှင်းနေတာကိုမြင်တော့သူနဲ့တပ္ပါယဖြစ်မဲ့ဝိပဿနာအလုတ်တရားဟောရဲ့မဟာနိဒာနသုတ်ဟောမှပဲဘာလို့ကတ္တပမြတ်စွာသာသနာတုံးကသမဏီမင်းသမီးဘဝမဟာနိဒာနသုတ်ကိုတစ်သက်လုံးလေ့လာခဲ့တယ်အားရှိတရားခဏဓမ္မစကြာခဏအနတ္တလက္ခဏာသုတ်ကိုနေ့စဉ်ရွတ်ပွားနှလုံးထားနေကြတဲ့အမျိုးသားအမျိုးသမီးများအဖို့အဲ့ဒီမေတ္တရာမြတ်စွာသာသနာကြိုက်ဟောမဟာတတိပဌာနသုံးမယ်ပဲတို့ကျွတ်မှာခေမာမိဗျာလို့အဲ့လိုအော်မိပြီးတော့ဟုတ်လားအမျိုးသမီးများမဟာတတိပဌာနသုတ်ကိုရွတ်နေကြကျူးစားပြီးရွတ်ပါအမျိုးသားများထိုနည်းအတူဟုတ်လားရွတ်ကြပါအခုဒါကူကြည့်မြတ်စွာဘုရားအခုဟောလိုက်တဲ့ငါးဂါထာဟာအရဟတဖို့အထွတ်တက်ပြီးတော့အနိမိတ်တင်္စဘာဝိဂါထာတို့ကလည်းဟောတယ်အခုယေရာဂရတနုပတံတိသောတံဒီဂါထာမျိုးပဲဒါတကိုအထွတ်တက်ဟောမကျွတ်သေးအဲ့လိုမှမြတ်စွာဘုရားကသူနဲ့သဗ္ဗယဖြစ်ရောက်မဲ့ဝိပဿနာဘုံမိတရားပါတော်တယ်လေလို့ကြည်တော့မှမဟာနိဒာနသုတ်တံသုတ်တိလက်ခံသုတ်မဟာဝါသုတ်ပါထေယဆိုတဲ့သုတ်သုံးကျမ်းမှာသုတ်မဟာဝါဆိုတဲ့ဒုတိယကျမ်းမှာနှစ်ခုမြောက်သုံးတဲ့မဟာနိဒာနသုတ်လို့ရှိတရားသဘောကပဋိစ္စသမုပ္ပါကိုဤအမျိုးမျိုးနဲ့ချဲ့ထွန်ပြီးတော့ဟောတဲ့သုတ်အဲ့ဒီမဟာနိဒာနသုတ်ကိုဟောလိုက်တော့မှခေမာမိရိယဟာပုပ္ပသင်ညာရှေးကတ္တပမြတ်စွာလက်ထက်တုန်းကကိကိမင်းကြီးရဲ့သမဏီခေါ်တဲ့သမီးတော်အကြီးဆုံးဘဝတုန်းကသူနှလုံးသွင်းခဲ့တဲ့တရားသင်ညာပြန်ပြီးအမှတ်ရဟာငါဟိုတုန်းကအထုတ်ခဲ့တာဒီတရားပဲအဝါလိုပဲနော်ဒံတော်ဘိက္ခုတတုပ္ပါတော်အထသောတတော်ခိဗ္ဗံယေဝဝိသေသဂာမိဟောတိလို့ဆိုတဲ့သုတ်တန်လိုပဲ
မြတ်စွာဘုရားကလူပြည်ကတရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေစိတ်မလျှော့နဲ့၄ပါးသောအကျိုးရှိတယ်လူပြည်ကတရားအားထုတ်တဲ့ပုဂ္ဂိုလ်ဟာတစ်သုတေဂာနိတော်ကောင်းမဲ့ဖို့ရမရရင်ဝမ်းမနေပါနဲ့သုတေသွားတဲ့အခါနတ်ပြည်ရောက်တော့ဘသူကမှတိုက်တွန်းရတာမဟုတ်ပဲသူ့အလိုလိုတတ္တတ္ထသုခိနောဓမ္မဗဒ္ဓနိပြေရဝန္တိအဲ့ဒီနတ်ပြည်မှာမိမိအားထုတ်တဲ့တရားအစုတွေဒီအလိုတကူညာနဲ့ထင်လာအဲ့ဒီလိုထင်လာပြီဆိုရင်တန်တော်ဘိက္ခုတတုပ္ပါတော်ဘိက္ခုယဟန်တို့များဥစ္စေတတို့တတုပ္ပါတော်လူပြည်တို့ကမိမိအားထုတ်တဲ့တရားတွေကိုအမှတ်ရတဲ့တတိဖြစ်ခြင်းကတန်တော်လေးလံနှုတ်နှေးသည်အထထိုအခါ၌တရားတွေထင်သောအခါ၌သောတတော်ထိုတတဝါဒီခိပ္ပံယေဝလင်းသွားတာဖြင့်ဝိသေသဂာမိမဲ့ဖို့တရားတို့သို့ရောက်ပြီးဟောတိဖြစ်၏လို့အဲ့ဒီမှာအဟောရှိအဲ့ဒါလိုပဲအခုလည်းပဲကတ္တပမြတ်စွာလက်ထက်တုန်းကမဟာနိဒာနသုတ်တံကြိုင်ပြီးတော့ပဋိစ္စသမုပ္ပါနဲ့တရားအလုံးအားထုတ်ခဲ့တာဆိုတော့အခုတတိရလာပြီမြတ်စွာဘုရားဟောလိုက်မြတ်စွာဘုရားဟောလို့တတိလည်းရရောတန်တော်ဘိက္ခုတတုပ္ပါတော်ဆိုတယ်လို့ပဲ